Hello ခေခုပဲအပြည့်နေပြန်ရောက်တာပါအပြည့်ပြန်လာတာဆိုတော့တွေ့ရတဲ့အတိုင်းပဲပေါ့နော်မျက်နှာကလုံးဝကိုအစီတွေအညစ်အကြေးတွေတနေ့တာသွားလာလှုပ်ရှားခဲ့တဲ့ဒီဖုံမုံနဲ့အညစ်အကြေးတွေအကုန်ကိုမျက်နှာမှာကတ်နေပါတယ်အစီတွေကပုံများတယ်ပေါ့နော်ဒီလိုမျိုးအစီတွေဆိုတော့ဒီနေ့မှာတော့ခေက Elegant Touch ရဲ့ Brightening နဲ့ Moisturizing Facial Cleanser လေးနဲ့မျက်နှာတင်ပါပဲဖြစ်ပါတယ်ပထမအဆုံးမျက်နှာကိုရေနဲ့တစ်ပါတယ်ပြီးရင်နောက်မှာတော့ Elegant Touch ကထုတ်လုပ်ထားတဲ့ Brightening and Moisturizing Facial Cleanser လေးကိုမိမိအသုံးပြုမဲ့ပမာဏအလိုက်လက်ပွားတွေကိုထည့်ပါတယ်သူ့ရဲ့ texture လေးကလုံးဝကိုအေးစက်ကလေးနဲ့အကြည်ရောင်လေးပဲဖြစ်ပါတယ်အနက်လေးကလည်းလုံးဝ luxury vibe ကလေးကိုအပြည့်အဝရရှိစေပါတယ်ဒါလေးကတော့တစ်ပြီးသွားတဲ့အနေထားလေးပါသူကတစ်ပြီးရဲ့အချိန်မှာပေါ့နော်၆ကြီးမကြံခဲ့ပဲနဲ့မျက်နှာပေါ်မှာလုံးဝအေးဆက်ကလေးနဲ့ဂျယ်လီလေးလိုဖြစ်နေတာကွာကိုမျက်နှာလေးကအဲ့မျက်နှာတစ်ပြီးသွားတဲ့ခံစားချက်ကအဲ့လိုဂျယ်လီတုံးလေးကိုကင်နေရတဲ့အတိုင်းပဲပေါ့နော်ဒါလေးကတော့ကျွန်မပြီးသွားပါပြီရှင် Elegant Touch ရဲ့ Facial Cleanser လေးကညီမတို့ရဲ့မျက်နှာအသားရည်ကိုဖြူဝင်းစေပြီးချောမွေ့စေပါတယ်အသားရည်ရဲ့အဆိုဓာတ်ကိုလည်းတိတိတတ်တာထိန်းညှိပေးပါတယ်ခေကတော့နေ့တိုင်းဒီ facial cleanser လေးကိုပဲသုံးပြတော့မှာပါ Elegant Touch and be your authentic self Hello ခေခုပဲအပြည့်နေပြန်ရောက်တာပါအပြည့်ပြန်လာတာဆိုတော့တွေ့ရတဲ့အတိုင်းပဲပေါ့နော်မျက်နှာကလုံးဝကိုအစီတွေအညစ်အကြေးတွေတနေ့တာသွားလာလှုပ်ရှားခဲ့တဲ့ဒီဖုံမုံနဲ့အညစ်အကြေးတွေအကုန်ကိုမျက်နှာမှာကတ်နေပါတယ်အစီတွေကပုံများတယ်ပေါ့နော်ဒီလိုမျိုးအစီတွေဆိုတော့ဒီနေ့မှာတော့ခေက Elegant Touch ရဲ့ Brightening နဲ့ Moisturizing Facial Cleanser လေးနဲ့မျက်နှာတင်ပါပဲဖြစ်ပါတယ်ပထမအဆုံးမျက်နှာကိုရေနဲ့တစ်ပါတယ်ပြီးရင်နောက်မှာတော့ Elegant Touch ကထုတ်လုပ်ထားတဲ့ Brightening and Moisturizing Facial Cleanser လေးကိုမိမိအသုံးပြုမဲ့ပမာဏအလိုက်လက်ပွားတွေကိုထည့်ပါတယ်သူ့ရဲ့ texture လေးကလုံးဝကိုအေးဆက်ကလေးနဲ့အကြည်ရောင်လေးပဲဖြစ်ပါတယ်အနက်လေးကလည်းလုံးဝ luxury vibe ကလေးကိုအပြည့်အဝရရှိစေပါတယ်ဒါလေးကတော့တစ်ပြီးသွားတဲ့အနေထားလေးပါသူကတစ်ပြီးရဲ့အချိန်မှာပေါ့နော်၆ကြီးမကြံခဲ့ပဲနဲ့မျက်နှာပေါ်မှာလုံးဝအေးဆက်ကလေးနဲ့ဂျယ်လီလေးလိုဖြစ်နေတာကွာကိုမျက်နှာလေးကအဲ့မျက်နှာတစ်ပြီးသွားတဲ့ခံစားချက်ကအဲ့လိုဂျယ်လီတုံးလေးကိုကင်နေရတဲ့အတိုင်းပဲပေါ့နော်ဒါလေးကတော့